မင်္ဂလာပါရှင်အမရာ YouTube channel ကနေပြန်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီရှေ့တစ်ခါဗီဒီယိုမှာတော့ကွန်ပျူတာသုံးလုံးနဲ့ web server ချိတ်ဆက်တဲ့အပိုင်းလေးပေါ့နော်အဲဒီမှာချိတ်ဆက်တဲ့အခါမှာတော့ web server ဒီ web page ဒီ Cisco Packet Tracer default website လေးပဲပေါ်နေတာပေါ့နော်ဒီနေ့ကအဲ့ဒီ website ကိုကျွန်တော်ကိုယ့်ရဲ့ name လေးနဲ့ပြန်ပြီးတော့ပြောင်းလဲတဲ့ပုံစံလေးသွားပါမယ်အဲ့ဒီ web server device ကိုကျွန်တော်ဝင်လိုက်မယ်ပြီးရင် service တွေကိုဝင်ပါမယ် web server ရဲ့ service မှာတော့သူက HTTP သုံးတာဖြစ်တဲ့ HTTP တွေကိုကျွန်တော်ဝင်လိုက်မယ်သူက default အပြင် on ထားရပါတော့ HTTP ရော HTTPS ဆိုအဲ့မှာကျွန်တော် web page မှာပြင်ဖို့အတွက်ကသူ့ရဲ့ extension index.html ပေါ့နော်ဒီ file extension လေးကိုကျွန်တော် active ပြင်လိုက်မယ်ကျွန်တော် font size မှာတော့ကျွန်တော်ဘယ်လောက်ပေးလိုက်မလဲလို့ပြောရင် gray လို့ပေးလိုက်မယ် color ကိုကျွန်တော် blue ပဲထားလိုက်မယ် Cisco Packet Tracer default web page ပေါ်နေပါတော့ဒီမှာတော့ကျွန်တော်ပြင်လိုက်မယ်ကျွန်တော် default Cisco Packet Tracer ဆိုတဲ့ဟာကိုဒီကောင်ကျွန်တော်ဖြတ်လိုက်မယ်ပေါ့နော်ဒီမှာတော့ကျွန်တော်ဗာထည့်မလဲဆိုရင် Amara YouTube channel ဆိုပြီးတော့ကျွန်တော်ထည့်လိုက်မယ် welcome to Amara YouTube channel ပေါ့နော်နောက် welcome to Amara YouTube channel ဆိုကျွန်တော်ထည့်လိုက်မယ်ဒီကောင်လေးကျွန်တော်အကြီးစလုံးလေးနဲ့ရေးလိုက်မယ်ပေါ့နော်အဲဆိုရင်welcome to Amara YouTube channel ပေါ့နော်ဒီလိုမျိုးလေးပြောင်းပြီးရေးလိုက်မယ်ပြီးရင်လည်းကျွန်တော်ဘာလုပ်မလဲဆိုညာဘက်တောင်လေးမှာဒီ file ကို save မှာလာတော့တယ် save လိုက်မယ် save ရင်တော့ဒီ file လေးနဲ့ပဲ override ဖြစ်သွားမယ်ပေါ့နော်ကျွန်တော် yes ဆိုပြီးတော့ပေးလိုက်မယ် okay အဲ့ဒါဆိုကျွန်တော်ဆက်ပြီးတော့သွားမယ် PC0 ကနေပြီးတော့ကျွန်တော် web browser ခေါ်ကြည့်မယ်ပေါ့နော် web browser ရဲ့ IP သည် 192.168.1.99 ပါ 1.99 ကိုရလိုက်တာနဲ့ကိုယ့်ရဲ့ web page မှာကိုပေါ်မဲ့ Amara YouTube welcome to Amara YouTube channel ဆိုရဲဒီ web page လေးနဲ့ကျွန်တော်ကြာလာပါလိမ့်မယ်ဒါကတော့ကိုယ့်ရဲ့ဒီ web page မှာ default Cisco Packet Tracer ပေါ့နော် name ကနေပြီးတော့ကျွန်တော်ပြောင်းခြင်းနေဆိုရင် web server ရဲ့ web service ထဲမှာ index.html ပေါ့နော်ဒီ file လေးမှာကျွန်တော်ဘာလုပ်လိုက်လဲဆိုရင်တွားပြီးတော့ပြင်လိုက်တာနဲ့ကျွန်တော်ကိုပေးခြင်းနဲ့ကိုယ့်ရဲ့ website လေးနဲ့ကျွန်တော်စောက်တဲ့အပိုင်းကိုရသွားပါလိမ့်မယ်ဒီနေ့လုပ်ပြရတဲ့အပိုင်းလေးကတော့ web server အတွက်ကိုကျွန်တော်ကိုယ့်ရဲ့စိတ်ကြိုက် web page နဲ့ပြောင်းတဲ့အပိုင်းလေးပါကျွန်တော်တို့နောက်ထပ် YouTube channel မှာပြန်ကျွန်တော်နောက်ထပ် video မှာပြန်ပြီးတော့တွေ့ဆုံပါမယ်ရှင်အားလုံးကြည့်ပေးရတဲ့အတွက်လည်း thank you ပါ